လေးရှားနိုင်ငံကျမ်းမာရေးဝန်ဆောင်မှုကတော်တော်ကိုနာမည်ကောင်းနဲ့ထင်ရှားတာပါလောင်းလို့လည်းဒါတော်ရှိုးပြောလို့ရမဟုတ်ပတ်ဝန်းကျင်မှာလည်းကိုလည်းကြားနေရတာပေါ့နော်နောက်တစ်ခါကျတော့ဒါဒေါက်တာကိုမေးကြည့်ချင်တာလေးပေါ့စိတ်ကူးသားစရိတ်အပိုင်းလေးပါလူတွေရဲ့စိတ်ကူးရပြီဆိုတဲ့ဘာပဲပြောကျမ်းမာရေးအတွက်စရိတ်ဆိုတာကကွက်တီပြောရတာခက်တယ်ပေါ့ဘာလို့ဆို procedure တစ်ခုချင်းစီပြီးတဲ့နောက်ပိုင်းမှာဘယ်လောက်ထိဆက်သွားရမှာလဲဆိုတော့တချို့ကစိတ်ပူတော့ကုကျင်တယ်ဒါပေမဲ့အဲ့လိုသွားကုရင်လည်းမှာပို့ပြီးကုန်နေမလားကုသစရိတ်ကဥမာဒီပမာဏသတ်မှတ်တိုင်းပိုများသွားမလားဆိုတာကိုတခြားနိုင်ငံသွားကုရတဲ့ခါကျအဲ့လိုမျိုး financial နဲ့ပတ်သက်လို့နည်းနည်းစိတ်ပူတာလေးရှိရဲဆိုတော့အဲ့ဒီဘိုင်းကိုဘယ်လိုမျိုးအာမခံချက်လေးရှိမှန်ပါတယ်ကျွန်တော်တို့ဒီမြန်မာမိသားစုဝင်တွေမြန်မာလူမျိုးများစုကစိတ်ကူးတောင်းမယ်ဆိုလို့ရှိရင်နံပါတ်1ကဒီကုန်ကြစိတ်ကိုအရင်စိတ်ကူးကြရပေါ့နော်အဲ့တော့ကုန်ကြစိတ်နဲ့ပတ်သက်ပြီးတော့ဒီမလေးရှားနိုင်ငံကစိတ်ယုံတွေကလည်းတော်တော်လေးပွင့်လင်းမြင်သာမှုပိုင်းမှာအတော်လေးကိုအလေးထားဆောင်ရွက်ကြတာကိုတွေ့ရပေါ့ဒီမလေးရှားဆိုရကလည်းအတော်လေးတင်းကြပ်လေးကိုဒီစီကံလေးထုတ်ထားတယ်ဒီစိတ်ယုံတွေကသူတို့ရဲ့စံချိန်စံညွှန်းတွေအတိုင်းကိုကုန်ကြစိတ်ကိုလည်း control လုပ်ထားရဲပေါ့နော်နောက်တစ်ခုကကြတော့ဒီအမားတို့ကဒီဆေးသွားမကုခင်မှာဒီသူကုရမယ့်ကုသမှုအစီအစဉ်ကုသမှုစရိတ်တွေကိုဒီသက်ဆိုင်ရာဆေးရုံကြီးတွေမှာရှိတဲ့ဆရာဝန်တွေကိုအမားတို့က second opinion တောင်းတယ်အဲ့ရနေမှာတက်ဆရာဝန်တွေကနေပြီးတော့ဘယ်ဆေးကုသမှုအစီအစဉ်နဲ့ဘယ်လိုပုံစံမျိုးကုရမယ်ဆေးကုသမှုကဘယ်လောက်ကုန်ကြမယ်မလေးရှားနိုင်ငံမှာဘယ်နှစ်ရက်နေရမယ်ဆေးရုံမှာဘယ်နှစ်ရက်နေရမယ်စတဲ့အသေးစိတ်ကိုရှင်းလင်းတွက်ချက်ပြီးတော့ဒီကုန်ကြစိတ်ကိုဆေးကုသမှုကိုပေါ့ပွင့်လင်းမြင်သာမှုရှိအောင်ကိုသူတို့ကအသေးစိတ်ကိုလိုက်ပါဆောင်ရွက်ပေးထားတယ်ပေါ့ဒါကြောင့်မို့လို့ဒီအမားတို့ရဲ့ဒီမြန်မာပြည်ကမိသားစုဝင်တွေစိတ်ကူတာပဲဖြစ်ဖြစ်ကုန်ကြစိတ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်လုံးဝကိုစိတ်ကူစရာမရှိဘဲနဲ့ကိုစိတ်အေးချမ်းသွားတဲ့ကိုကုသမှုကိုကုသနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဒီလိုမျိုးကျင်တဲ့နေရာနဲ့ဒီယောဂတဝက်လောက်တက်တာတော့တယ်နော်စိတ်ကအဲ့ခါကျတော့လေခရီးစဉ်ကကျတော့ကြာမှာပေါ့နော်တချို့ကျတော့သူ့ဝေဒနာပေါ်မူတည်ပြီးတော့အချိန်တိုနဲ့ပြီးမြောက်ကျမ်းမာသွားတာရှိမယ်တချို့ကျတော့အချိန်ပိုယူရတာရှိမယ်ဆိုတော့ဒီခရီးစဉ်တစ်လျှောက်လုံးကိုရောဒါတို့ဒီဘက်ကနေဝန်ဆောင်မှုပိုင်းဘယ်လိုမျိုးလေးပြရလဲခဏကပြောသလိုပေါ့နော်ဒီနိုင်ငံသားကိုမလေးရှားကိုစေးမသွားမခုခင်တဲ့ကနေပြီးတော့လိုအပ်တဲ့ဒီစိတ်ကူတာမှုအတွက်လိုအပ်တဲ့ second opinion တွေတောင်းတယ်အဲ့ရနေမှာတစ်စင်စိတ်ကူတာဖို့အတွက်လိုအပ်တဲ့ဒီ passport visa လေးရင်လက်မှတ်စတာတွေကိုအကုန်စီသမီးတယ်နောက်တစ်ခုကတဲဖို့နေရာထိုင်ခင်း hotel apartment စေယုံ appointment ယူပေးတာမျိုးစေယုံရက်ချင်းယူပေးတာမျိုးတွေပြီးတော့လေသိအကျိုးပိုးတွေစေယုံကအကျိုးပိုးတွေအပြင်ကိုဒီတိကျဝန်ဆောင်မှုတွေအနေနဲ့ကိုယ့်ရဲ့မြန်မာပေါ့နော်ကျွမ်းကျင်တဲ့စကားပြန်နေထားပြီးတော့အနိကဝန်ဆောင်မှုတွေပေးတဲ့အပြင်ဒီစိတ်ကူတာပြီးပြန်လာတဲ့နောက်မှာမြန်မာပြည်မှာပဲနောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုတွေကိုခံနိုင်အောင်ကိုအသေးစိတ်ကိုတာဝန်ယူပြီးတော့အစားအဆုံးဆောင်ရွက်ပေးပါရရှင်ဟုတ်ကဲ့ပါတကယ်လေကုသိုလ်ရတဲ့အလုပ်တွေကတစ်ခုပါနော်အားလုံးပြန်ပြီးတော့ပျော်ရွှင်ကျန်းမာအောင်လုပ်ပြရဆိုတော့အဲ့တော့အဲ့ဆိုရင်သွားပြီးတော့ကုတဲ့အချိန်မှာဒီသွားပြီးတော့ကုတဲ့လူနာနဲ့သူ့မိသားစုဝင်တွေဘေးကင်းလုံခြုံမှုအပိုင်းရောဘယ်လိုလေးအစီအစဉ်ပေးလဲဟုတ်ကဲ့ဘေးကင်းလုံခြုံမှုအပိုင်းကတော့ခဏရှင်းပြထားသလိုပေါ့နော်ဒီမလေးရှားကျန်းမာရေးဝန်ကြီးဌာနကလည်းစီမင်းစည်းကမ်းတွေတင်ကျက်ထားတယ်ဒီမလေးရှားနိုင်ငံရဲ့စေယုံကြီးတွေကလည်းကမ္ဘာအဆင့်တန်းပြီးဒီစံချိန်စံညွှန်းတွေနဲ့ကိုကုသပေးနေတယ်နောက်တစ်ချက်ကကြတော့ဆေးရုံမှာရှိတဲ့ဒီဆရာဝန်တွေတက်ကျွမ်းတဲ့ဝါရင်ကျွမ်းကျင်ဆရာဝန်တွေတမားတော်တွေကျန်းမာရေးဝန်ထမ်းတွေရောဒီဆေးရုံရဲ့ကျင့်ဝတ်တွေလှုပ်ရိုးလှုပ်စင်တွေလုံနည်းတွေအတိုင်းကိုဒီလူနာတွေအတွက်ကိုဦးစားပေးပြီးတော့ safety အတွက်ကိုဒီ top priority အနေနဲ့ကိုဦးစားပေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်ကုသမှုပိုင်းမှာကောစိတ်အေးချမ်းသာတောင်းတဲ့ကိုပေါ့ဒီလူနာရဲ့ safety အတွက်ကိုဦးစားပေးပြီးတော့ကုသပေးနေပါတယ်ဟုတ်ကဲ့ပါတကယ်ပြည့်စုံတဲ့ information တွေဖြစ်ပါတယ်ဒါသွားပြီးတော့စိတ်ကုသမှုခံယူခြင်းတဲ့သူတွေအတွက်ပေါ့နော်